မမောင်လေးမပါဝင်တဲ့မြန်မာအသင်းထိုင်းကိုဘယ်လိုရင်ဆိုင်မလဲပရိသတ်များလုံးမင်္ဂလာပါလာမယ့်ဩဂုတ်လ10ရက်နေ့မှာရှင်ပြိုင်ကစားရမယ့်အာဆီယံချန်ပီယံရှစ်ပွဲစဉ်မှာတော့မြန်မာအသင်းဟာအိန္ဒိချင်းအင်အားကြီးထိုင်းအသင်းနဲ့အဆုံးဖြတ်ကစားရဖို့ရှိနေပါတယ်ဒီပွဲအတွက်မြန်မာအသင်းရဲ့အကြီးမားဆုံးထိုးနှက်ချက်ကတော့အဓိကကစားသမားမမောင်လင်းပါဝင်နိုင်မှာမဟုတ်တာပါပဲသူဟာပြီးခဲ့တဲ့လာအိုနဲ့ပွဲမှာမလိုအပ်ဘဲတိုက်ရိုက်အနီးကပ်ပြသခံခဲ့ရတာကြောင့်အနီးဆက်ဆုံးတပွဲပယ်ခံလိုက်ရပြီးဖြစ်ပါတယ်မြန်မာကစားသမားတွေအနေနဲ့နိုင်ငံတကာပွဲတွေမှာမလိုအပ်ဘဲအနီးကပ်ပြခံရတာပန်နယ်တီပေးရတာတွေကတိတ်ပြီးမထူးဆန်းတော့ဘူးဆိုပေမဲ့အခုလိုထိုင်းနဲ့အချိတ်နဲ့ကစားရမယ့်အရေးကြီးပွဲစဉ်မျိုးမှာမမောင်လွင်လိုအတွေ့အကြုံရှိပြီးခြေစွမ်းပြနေတဲ့ကစားသမားမျိုးမပါဝင်နိုင်တာကအသင်းအတွက်တကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုကြီးပါပဲသူ့ရဲ့ကွင်းတွင်းဥဆောင်စွမ်းရည်နဲ့တိုက်စစ်ဆင်နိုင်စွမ်းတွေကိုဆုံးရှုံးရတော့မှာဖြစ်လို့မြန်မာအသင်းရဲ့ကစားကွက်တီဆောင်မှုကတိတိတတ်တာအားနည်းသွားနိုင်တာပါတစ်ဖက်မှာလည်းထိုင်းအသင်းကနေစနစ်ပိုင်းအရာရောကစားသမားအင်အားအရာပါမြန်မာထက်အဖက်ဖက်ကနေတာလွန်နေတဲ့အသင်းမျိုးပါကိန်းဂဏန်းအချက်လက်တွေနဲ့လက်ရှိခြေစွမ်းတွေကိုတွက်ချက်ထားတဲ့စည်ရင်းအင်းတွေအရာလေးဒီပွဲမှာထိုင်းအသင်းကပဲအပြတ်သက်အသာစီးရယူသွားဖို့ရှိနေတာပါမြန်မာအသင်းအနေနဲ့ခန်းစစ်ကိုအတော်လေးတတိထားကစားပြီးတံပြန်တိုက်စစ်ကနေအခွင့်အရေးရှာနိုင်မှာတော့တရေတမတ်အတွက်အနည်းဆုံးမျှော်လင့်လို့ရနိုင်မှာပါမမောင်လွင်မပါနိုင်တာကြောင့်တိုက်စစ်ပိုင်းအားနည်းသွားနိုင်တဲ့မြန်မာအသင်းထက်စာရင်တိုက်စစ်ပိုင်းအတော်လေးကောင်းမွန်ပြီးအစွတ်လိုက်အဖွဲ့လိုက်ကစားပုံပိုကောင်းတဲ့ထိုင်းအသင်းကပဲဒီပွဲကိုအသာစီးရယူသွားဖို့များနေတာပါဒါကြောင့်ဒီပွဲမှာထိုင်းအသင်းကမြန်မာအသင်းကို2-0ဒါမှမဟုတ်3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားလိမ့်မယ်လို့မြင်မိကြောင်းပါပဲရှင်